ဘာမှမတွေ့ရရေမချိုးတော့ရက်40လာနေလိုက်တာအိမ်မှာအိမ်ဆောင်တက်ကြီးကိုပြေးရလို့မင်းကိုကြီးလေရဘယ်တော့ခေါ်မခေါ်နဲ့မဟုတ်တာဒီနေ့ဘာလို့ရံကိုဘယ်လျှောက်တွန်းနေဟိုမှာနောက်ကကောင်ဘယ်မှာတန်းစီလို့စီရမှာမသိဘူးနောက်ရေမချိုးလာလားမင်းလိုက်လို့မင်းပြောဟမ်ဟာလေကျုပ်ကဇူကြီးဗမာတော်များများအဲ့ဒီစောက်ချင်းရှိတယ်ဗမာတော်များများအဲ့စောက်ချင်းရှိတယ်ပစ္စည်းပြေးလာတဲ့မပြေးဘူးဆိုသူတို့ကပစ္စည်းပို့နေလို့ပစ္စည်းပို့နေသူတို့ကတန်စာကဆောင်ရမယ်တန်စာကဆောင်မှကြောက်တဲ့ခါကျတော့ကြီးမေတို့လိုတယ်ဆိုလို့ရှိရင်ကြီးမေတို့ထဲမယ်သူရန်ကုန်ရောက်ရင်သူယူမယ်ပြန်သူပစ္စည်းသူပြန်ယူမယ်ပေါ့အဲ့လိုမျိုးကလက်မခံအောင်ဆိုတာဒီမှာကျတော့ဥပဒေနဲ့မလွတ်တဲ့ပစ္စည်းပါလာလို့ရှိရင်ကိုယ်နာမည်နဲ့ဖြစ်တဲ့အတွက်ကိုယ်တောင်ဝင်ကြတယ်အဲ့ဒါဗမာတွေကတိတ်တချို့တွေကနားမလဲတချို့ကြောင့်လည်းအားနာပြီးတော့ထည့်တာရှိတယ်တချို့ကြောင့်လည်းအားနာတာဗမာလူမျိုးတော်တော်များများအားနာတာများတဲ့ခါကျတော့များတယ်အဲ့လိုရှိတယ်ကိုယ်နဲ့မသိတဲ့လူတယောက်ကပစ္စည်းလာထည့်ပေးအဲ့ပစ္စည်းကဥပဒေနဲ့လွတ်တဲ့ပစ္စည်းဟုတ်လားမဟုတ်လားကိုကဘယ်လိုသိရမလဲ6နိုင်ကျော်လောက်မဟုတ်ဘူးသူတို့ကသိတယ်ဒီကောင်မတွေကပါနေပြီအဲ့လိုပဲလိုက်လို့နေတာအဲ့တော့ပြင်ဒီမှာလာလို့ရှိရင်တန်စာကဆောင်ရမယ်လေတန်စာကဆောင်တဲ့ခါကျသူတို့မဆောင်ခြင်းတော့အဲ့လိုမျိုးပဲလာပြီးတော့ဗမာတွေပါလာလိုက်ကြည့်ဗမာဆိုလို့ရှိရင်ပစ္စည်းပြေးလာပစ္စည်းနည်းနည်းလောက်ထည့်ခြင်းလို့ထည့်လို့ရတယ်မရဘူးမဟုတ်ရတယ်အဲ့သူပစ္စည်းကဥပဒေနဲ့မလို့ဘူးဆိုလို့ရှိရင်ကိုယ်နာမည်နဲ့ဖြစ်တဲ့အတွက်ပြဿနာတက်ကိုယ်နဲ့ပဲရှင်းရမယ်အဲ့လိုမျိုးပြန်မလာပါဒီနေ့ဘာလို့ရအောင်ပြန်မယ်ရှိတယ်လာပို့လာပါကိုကြီးစန်းတို့ရအဲ့ကောင်စောကြီးနိုးနေပါဘဲเจ้าနဲ့ကိုကြီးစန်းတို့ကစောကြီးနိုးနေတယ်လို့ဘဲဥကောက်နေလားဘဲဥကောက်တာလားဘဲဖေမာတွေကနိုင်ထုတ်နေတာလားမသိဘူးဒီနေ့ရန်ကုန်ပြန်တော့မှကြီးမင်းတို့ကဘယ်ပြီးသွားပြီဘယ်လစ်သွားပြီဖုန်းဖွင့်လာလားအဲ့ဒါဘယ်ရခေါ်လာမှာအခုပဲပြောပြီးအခုပဲဝင်တော့လို့ပြောလိုက်တာဒီအပေါက်လက်ညှိုးထိုးပြလိုက်တယ်ဒီအပေါက်ကိုကြော်သွားပြီတော့อะไรนะยังกุ้งจ้ะဟုတ်တယ်ပြန်ပြီဘယ်ကိုပြန်มาလဲတဲ့သူက
သူကဘယ်သွားတော့မှမသိဘူးလိုက်တ냐လိုက်မေးစအဲဝန်ထမ်းမတွေမေးလိုက်အဲ့ဒီဘိုကင်နံပါတ်ပြလိုက်ရင်သိတာပဲဘယ်ကောင်းတာလဲဆိုတာ好嘛？啊？哎，你吧，好嘞，好大呗，鸟路呗，哎，我中的中了，啊你。ငါမထိုင်တော့ကွာလို့ငါမထိုင်ငါအောက်မှာမထိုင်တော့သူကလည်းလုံးမရှိဘူးလေဒါမရှိတော့ဒါပဲလိုက်တွန်းနေတာတင်းတဲ့တိုင်းပဲမပိုက်အဲကောင်းတယ်မဝင်ထိုင်နေကောင်းတော့ဟုတ်တယ်ဘယ်တော့မှသွားတယ်အမဘယ်မှာသွားမပြရှေ့ပြရှေ့ဆိုတာဒီကောင်းသားနေထွက်လာတာအဲ့ဒီကနေထွက်လေထွက်အမလက်ပြီးသွားရလားဟိုကဖုန်းပိတ်ချခိုင်းလိုက်အဲ့ဒီကောင်တာအနောက်ကိုရောက်အောင်သွားလို့ပြောတာအဲ့အနောက်လောက်ကရုံရှိမှာဗီဒီယိုကောနဲ့ပြောလို့မရဘူးတရားရတေချာပြောလိုက်တာဗီဒီယိုကောနဲ့ခေါ်လာတယ်သူကလည်းပြောလို့မရဘူးလေအမအေးဒီအပေါက်ပါလို့လက်ညှိုးထိုးပြီးပြလိုက်တာတော့မှဒီအပေါက်ကိုချော်သွားတာကြီးအမပစ္စည်းစစ်တဲ့နေရာကိုရောက်သွားပစ္စည်းစစ်တဲ့နေရာရှေ့ကိုပြအမပြလာမပြနဲ့ကျွန်တော်ဟိုင်းလာလဲကျွန်တော်မကြည့်ရှိဘူးကျွန်တော်ပြလာလဲကျွန်တော်မကြည့်ရှိဘူးအဲ့ဒီမှာတန်းစီမရဲ့အဲ့မှာတန်းစီနော်အဲ့မှာတန်းစီအဲ့မှာပစ္စည်းစစ်တဲ့နေရာတော့လာအောင်ခင်ဗျားကြီးရှိမှာချင်းတောင်းနေဘန်းနေချတာနေနော်အဲ့ဒီမှာတန်းစီလိုက်တန်းစီပြီးအမပါလာတဲ့ပစ္စည်းတွေအဲ့မှာဘာနဲ့ထက်အဲ့ဆက်တဲ့ထက်ပြီးတော့ဘတ်စစ်ထည့်ရပြန်ထောက်အောင်နော်အဲ့ဒီခရီးပြန်ပြန်အောင်ပစ္စည်းကိုပြန်ယူပြီးလို့ရှိရင်ဘယ်ဘက်ကိုကြည့်နော်အဲ့မှာပစ္စည်းစစ်ပြီးမှဖုံးပြန်ခေါ်လာတယ်နော်ဟုတ်ကဲ့ပါအဲ့ဘာနဲ့ထက်ဟုတ်ကဲ့ဘယ်နဲ့ဘယ်နဲ့ကန်ထုတ်ထားခဲ့လို့တော့ကိုကြီးတော့ဝင်မယ်မတော်ဝဲပြောမင်းမတော်ဝဲလို့ဘယ်နဲ့အင်္ဂလိပ်စိတ်ဆိုရင်တဲ့ပါလူကောင်းတာမားနေတာဘယ်တော့ဗျไอ้นั่นก็เอาไปสแกนเอาเลยสแกนไม่ก่อนอ่ะรู้มาได้ได้เลยเนาะหมูไอ้ยมัวလို့หมูနေပါလေဆိုလဲလိုက်ပတ်တော့ဟုတ်တယ်အဲ့မှာအဲ့တိုင်းပဲဒါအဲ့ဒီအိမ်လာဒါအေးပြတ်တယ်ဟိုသူတို့ဟိုသွားတီသွား9နိုင်ကျော်လောက်မှပြန်လာရင်မိုးချိုးသမင်းစား7နိုင်ပြီပါရင်သမင်းစားဖုန်းလေးခဏကြည့်လိုက်တော့7နိုင်ပြီပါဟုတ်မကြည့်ရဘူးတကားတစ်ခုနှစ်ခုပြောလာတယ်လူကလည်းမရတော့လေလူကလည်းမရတော့ငါတို့လည်း7နိုင်9နိုင်ဟုတ်ဗျာခုချက်ကောင်းတာမှလူတော်မလာသေးဘယ်လို့တော့ခေါ်လို့ရအောင်ဒီမှာချိန်ရတာဗျာပစ္စည်းတွေမှာချိန်တာဒီမှာလက်မထုတ်မယ်လေလက်မထုတ်မယ်နည်းလုံးဟိုရှင်းမှာထိုင်ကုန်နေရှိတယ်ဟိုရှင်းမှာတော့ထိုင်နေရရပြီးတော့မှခုချက်လာတောင်းပြီးတော့အခုချက်လာမှလာလဲရဒီမှာလာတန်းစီကြမလို့ခုချက်လာမှခုချက်ပေါ်တက်လာပြီးတော့အဲ့တော့လည်းတန်းစီပြီးမှလက်မထုတ်လဲရတာ
ဒါဟိုဦးချက်ကြီးလည်းရပါလဲမဟုတ် ယူသွားလို့မရဘူး မဟုတ်ဝါလေမဟုတ်တော့ပဲဆယ်ပဲမှာ ဟိုရရေးပဲမရ ရေပဲမရမဟုတ်အထဲရေရအထဲရောက်ဟမ် ပြောဆယ်ပါ ဆယ်ပဲဟာမပြော ရှေ့ပြအမဘယ်ဘောက်ကြည့်အရှေ့ထွက်လိုက်အမတစ်ကနေ6 17 15 21 26ဆိုပြီးတော့ဆိုင်ဘုတ်တွေ့လားဟုတ်တွေ့တယ်အဲ့တက်သွားဘယ်မှကိုကြမလို့အမပြတော့ရှင်းနေရောပဲ လိုင်းမ ဟုတ်တယ်အဲ့နံပါတ်တွေဟုတ်တယ် တော့တော်ရလား တက်ပဲသွားနော်အမကိုကြမလို့မတော့ပတ်လိုက်ကိုကြီးပတ်လိုက်ယူပတ်လိုက်လေဗမာလို့ပြောတာနားမလဲဘူးဒီဘက်ကတက်သွားညီတော့ဝင်ပတ်လိုက်တိတ်ဝင်ပတ်လိုက်တက်ပဲသွားနော်အမဘယ်မှမကွေးရဘူးအမသွားမယ်ကိန်းနံပါတ်7မဟုတ်ဘေးကနေပတ်လီဒီဟာတော့ပတ်တာတော့ချင်းဟောဆွဲမင်းဆွဲဟဲ့မင်းဟိုကဆွဲကောင်းတယ်တက်ပဲသွားနော်ဟုတ်ပြီတက်ပဲသွားမှာကိုကြမလို့အဲ့ရောက်လို့ရှိရင်ဂိမ်းနံပါတ်7နဲ့သွားရှာအောင်နော်ရောလာဒီဖုန်းနှလုံးခဏခိုင်လားဒီဟာလေးကက်တာငါဖမ်းမယ်ပြီးလားလိုင်းလွင်လာနော်မင်းတို့တော့ကိုပိုင်မဟာချိုင်းမပြောင်းနဲ့ကျန်လဲတုံးလဲဘောတဲ့ရတာသူတို့ပတ်ခပေးရတယ်ကျန်တင်းอ่ะကျန်လိုဘူးအဲ့မပတ်တော့ရတယ်ရပြီလေဘောတော့တမမပေးရတော့ဘာလို့ပဲဟာမပြီးမှမယ်သူကမဟုတ်မဟာချန်တမလုံးနဲ့မဟာချန်အကုန်တက်တယ်အုတ်ချလိုက်နေရုံစိုက်ကနေကြောက်အဲ့လိုပဲကျွတ်ပါလေအဲ့ဟိုအောက်ကနေဒီကျွတ်တယ်လားအောက်ပတ်
သူဟိုကောင်တွန်းလိုက်ယူလား လာတင်လေးလာတင်လေး တိုင်းထိုင်မှာ ဖေးတဲ့အတိုင်းတွန်းရမှာလားဖေဖေတွန်းရမှာတွန်းရမင်းတွန်းရမင်းတို့ပိုက်မင်းတွန်းရငါခဏနေစောက်တင်အောင်မယ်ထားဘူးလားဟောအဖေထားဘူးလားဖေးပါတိတ်နေပါပေးလိုက်လားဟိုအလေး ပေးလိုက်ပြီလေ ကျေးဇူးပါဦးလဲဝန်ထိုင်လိုက်လာ ရောက်နေပြီပြောလိုက်အောင်ဘယ်ရောက်သွားတာ ဘယ်ရောက်ပြီလဲပြအောင် သွားတော့ဘယ်ကပါနေကြအောင်တက်သွားအမှစနစ်ကိုလိုက်ရှာနော်အဲ့ဒါမှခင်းတော့မှစနစ်ကိုလိုက်ရှာ ဘုံနဲ့အဲ့လိုပဲကျန်တယ်ကွာနည်းနည်းမမေး လို့လဲ သမတိပြောတယ် မေးလို့မရလေသူကမေးတော့သူက ဘုံရတယ် ဒီဗမာလို့ပြောပေးလိုက်တာတော့မှဒီအပေါ့ဝင်တော့လို့ပြောလိုက်တာသူကြော်ငုံနဲ့ကော်ထွက်သွားအမဘယ်တော့လဲလားလို့သူပြော ကျန်နေရတာ အမဟိုစနစ်ဆိုပြီးတော့အများလေးထိုးပြတာနော်အခန်းလေးကိုထိုးပြတာအဲ့ကျစနစ်ဆိုတဲ့အခန်းထဲဝင်သွားနော်ဟုတ်တွေ့ပြီလား သွား14အမှဂိမ်းနံပါတ်7သွားမယ်နော်အမှ7ဆိုတဲ့နေရာတွေ့လို့ရှိရင်အဲ့မှာအဲ့မှန်တဲ့တကားလေးဖွင့်ပြီးတော့ဝင်သွားလိုက်အောင်ပါ စနေရောက်တော့မဟုတ်ရှိပါစနေတဲ့ အဲ့7ရောက်ရင်မှရန်ကုန်ရောက်ပြီတော့မှလိုက်တော့တော့ရမဖုံးကခေါ်လို့ရတယ်ခေါ်ရမရရင်တော့မလည်းငုံနဲ့လျှောက်သွားနေမှာ ဟုတ်တယ်ကျမလေရပါမတည်တော့ဘူးအဲ့တော့မကွန်မြူတူတော့သာဟိုချိန်ခိုက်တာညမဆိုနေ တန်နဲ့အမတို့တန်နဲ့အမလက်မတစ်ဆောင်ဖြတ်ပြီး3ယောက်စီရတာ ဒီရရ တန်တော့ဘိုက်တမ2ယောက်လက်မတစ်ဆောင်နဲ့ဝယ်3ယောက်စီတာဘယ်သူကရတော့ဘူးမရအောင်အမပဲရတာ ဟုတ်တယ် မယူမပြလိုက် မျိုးဘာလို့လဲ စိတ်စစ် အဲ့မစနစ်တွေ့ပြီနော်အဲ့မှာအဲ့တကားပေါက်တဲ့ဝင်သွားလဲအောက်ထပ်ကိုဆင်းသွားလိုက်နော်အမကြီး โอเคအဲ့ဒါရောက်ပြီနော်အဲ့စိတ်ပြလာလေကျေးဇူးတင်ပါတယ်ကျမ ဟုတ်ကဲ့အမရောက်ပြီနော်အဲ့ဒါပဲနော်ဒီမှာကျွန်တော်လုပ်ဆရာရှိသေးတယ်ဟုတ်ကဲ့ပါအဲ့မှာပဲထိုင်ဆောင်နော်6:40ကြာမှအမလေမော်တက်ဖို့လောက်ခေါ်လိုက်မှာနော်โอเคအဲ့ထက်ဝင်သွားလိုက်ဟုတ်ပြီမအဲ့ဒီခေါ်နေတာမိုးဒီတာ9နာရီကျော်ဆိုအောက်မှာအိတ်ညီကိုညောင်အိတ်နေလို့ရှိရင်ညီကိုညောင်အိတ်နေတယ်9နာရီဆိုဟိုနင်းလိုပဲဗာလဲမပူလို့အိမ်ကဝမကြီးသားကြဆိုဟိုပဲခင်အေးရတယ်အားတိုင်းသူတို့ကဆက်နေသူတို့ကတော့ခေါ်သေးတယ်လို့ဟိုရေးပြတယ် ခေါ်တာရက်ဆက်တယ် နေနေဆုံးဟိုပြောတယ်တိုင်းကိုထောက်ဆက်နေနေနေရဲ